ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ဒူရီကိုလင်း YouTube channel လေးရတယ်ကိုကိုမတွေပြန်လဲကြိုဆိုလိုက်ပါဗျာနော်ကဲကိုကိုမတွေဒီနေ့ဒီချင်းအစလို့နော်ကိုကိုမတွေအသက်ရှူတိုင်းငွေတွေဝင်ပါစေနော်လူမှုရေးစီးပွားရေးအစအရာရာအဆင်ပြေအောင်မြင်ကြပါစေလို့ကျွန်တော်ကိုလင်းကနေစုမကောင်တောင်းပေးလိုက်ပါဗျာနော်ကဲကိုကိုမတွေအတွက်ကိုကျွန်တော်တို့မနက်ဖြန်19ရက်3လ2025ဗုဒ္ဓဟူးနေ့ကိုကျွန်တော်ရရှိထားတဲ့လုံးမအချင်းလေးတွေကိုလာရောက်မျှဝေပေးတာနော်ဒါကြောင့်မလို့ကိုကိုမတွေကအခုမှမြင်တယ်အခုမှတွေ့တယ်ဆိုတော့အကူမများတိုင်းကလည်းကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ကတင် channel ကို subscribe လေးနှိပ်ထားမယ်နော် channel ကို subscribe နှိပ်ပြီးတဲ့အကူမများတိုင်းကလည်းကိုလိုပဲမြင်ပါစေတွေ့ပါစေရပါစေဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ share လို့ရတဲ့နေရာလေးမှာ share သွားပေးမယ်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေသွားပေးမယ်ဗျာနော်ကိုကူမတွေမနှက်ဖြတ်မှာလုံးဝအားကောင်းတယ်လုံးမိုက်နှလုံးနော်လုံးဝအဆင်ပြေစေရမယ်နော်မိန်ကွက်ကလေးတွေကိုလည်းကျွန်တော်အဆင်ပြေအောင်အတက်နိုင်ဆုံးရွေးချယ်ပေးထားတယ်မိန်ကွက်ကလေးတွေကိုလိုက်ထိုးခြင်းတဲ့အကူမများတိုင်းကလည်းလိုက်ထိုးနော်ပတ်သီးလေးကိုပတ်ခြင်းတဲ့အကူမများတိုင်းကလည်းကိုယ့်ဘက်ကိုထိုးကြီးလေးကြိုင်အောင်လေးပဲပတ်ထားနော်ပတ်သီးကိုတော့အဓိကမလိုက်နဲ့ဘာဖြစ်လို့လဲဆိုတော့ပတ်သီးဆိုတာငွေအမောင်များတယ်နော်ကိုယ့်အကူမတွေမိန်ကွက်ကလေးတွေကိုပဲအဓိကလိုက်ထိုးနော်မိန်ကွက်ကလေးတွေပဲအဓိကလိုက်ထိုးမှဆိုရင်ကိုယ့်အကူမတွေကငွေအရင်နည်းနည်းပဲထည့်ပြီးတော့အများများကြံမယ်ဗျာနော်ဒါပေမဲ့ကိုယ့်ကိုမာတွေပတ်သီးကိုကျွန်တော်ကထိုးကြီးလေးကြအောင်လောက်ပဲပတ်စေခြင်းတယ်နော်ဒါကကျွန်တော်ကစေတနာနဲ့ကူညီပြီးတော့ကိုယ့်ကိုမာတွေကိုရစေခြင်းလို့ကျွန်တော်ကလာရောက်မျှဝေပေးတာနော်ဒါကြောင့်မလို့ကိုယ့်ကိုမာတွေကကြိုက်နှစ်သက်တဲ့အကူမများတိုင်းကလိုက်လက်မလေးနှိပ်သွားမယ်ဗျာနော် comment မှာတစ်ခုရေးသွားမယ်ကိုလင်းကိုအားပေးမှုရှိတဲ့အကူမများတိုင်းပေါ့ဗျာနော်ကျွန်တော်လည်းတင်ပေးရကြုံနှံ့အောင်ကိုယ့်အကူမတွေအတွက်ကောအဆင်ပြေအောင်နော်ကျွန်တော်လည်းကြိုးစားကြုံနှက်ထားပါဗျာနော်ကိုယ့်အကူမတွေအများကြီးအားပေးလေကျွန်တော်ကပို့ပြီးတော့ကြိုးစားကြုံနှက်လေပေါ့ဗျာနော်အခုကကိုယ့်အကူမတွေကအားပေးမှုနဲ့တော့ကျွန်တော်လည်းကြိုးစားကြိုးအားပြက်လာရဗျာနော်ဒါပေမဲ့ကျွန်တော်ဇွဲမလျှော့ပါဘူးဗျာနော်ကျွန်တော်ကတော့အကုန်လုံးကိုစေတနာနဲ့မှန်သည်ဖြစ်သည်မှားသည်ဖြစ်သည်အကုန်လုံးကိုစေတနာနဲ့မျှဝေပေးနေတာပဲနော်ယုံကြည်လို့လိုက်ထိုးတဲ့လူတိုင်းရမယ်မယုံကြည်လို့မထိုးတဲ့လူကတော့မရဘူးပေါ့ဗျာနော်ကျွန်တော်လည်းနေ့တိုင်းလေးမှန်မယ်နေ့တိုင်းပေါက်မယ်လို့တော့ကျွန်တော်အာမမခံဘူးကိုယ့်အကူမတွေတပွဲကိုတော့ကိုယ့်ကိုယ်မလေး10ချိန်ကိုတော့ကျွန်တော်လည်းအတက်နိုင်ဆုံး2ချိန်3ချိန်လောက်ထိအောင်တော့အကောင်းဆုံးကြိုးစားပေးနေတာပဲဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့တုန်းကလည်းမိန်ကွက်ပါရတဲ့နဲ့နော် like လေးကြာသွားလို့ကိုယ့်ကိုယ်မလေးလွဲချော်သွားတဲ့အတွက်အင်္ဂါနေ့မှာဆိုရင်တော့ကျွန်တော်83လုံးမိုင်လေးအချင်းလေးကိုရရတဲ့နဲ့ကိုယ့်ကိုယ်မလေးကိုနော်ထိုးကြီးလေးနည်းနည်းလေးနဲ့အများများကြအောင်ဆိုပြီးတော့ကျွန်တော်10ပိုင်းလေးတစ်လုံးပဲတင်ပေးခဲ့တဲ့အတွက်လွဲချော်သွားခဲ့တယ်နော်ဒါကြောင့်မလို့ကျွန်တော်မနှက်ပြောင်တော့အဲ့လိုမဖြစ်တော့ဘူးဗျာနော်ကိုကူမကြီးလေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တင်ပြတဲ့လုံမိုက်လေးတွေကလုံးဝအားကောင်းတယ်လုံးဝအဆင်ပြေစေရမယ်နော်နေကုန်ကိုလုံးဝအဆင်ပြေစေရမယ်ကိုကူမတွေကကျွန်တော်ယူပြတဲ့မင်းကွက်ကလေးမကြိုက်ဘူးဆိုရင်တော့ကိုမှရရှိတဲ့လုံမိုက်အချင်းလေးတွေနဲ့တွဲဆော့နော်လုံးဝအဆင်ပြေစေရမယ်ကျွန်တော်ကတော့နှလုံးသလုံးကိုမနှက်ဖြန်မှာလုံးဝအားကောင်းတယ်ဗျာနော်ကျွန်တော်တို့မနှက်ဖြန်မှာကိုကူမတွေကနေကုန်လိုက်ဆော့ရမယ်လုံမိုက်နှလုံးကတော့9ပိုင်း5ပိုင်းနော်ကိုအကူမကြီးတခြားလေးလိုက်မှတ်သွား9ပိုင်း5ပိုင်းနှလုံးသလုံးအားကောင်းတယ်9ပိုင်းလေးလည်းအားကောင်းတယ်5ပိုင်းလေးလည်းအားကောင်းတယ်ဘယ်လုံးကောင်းတယ်မကောင်းဘူးလို့ကျွန်တော်မပြောပြတော့ဘူးနော်ကိုအကူမကြီးကြိုက်နှစ်သက်တဲ့အလုံးကိုယူဆော့ကြိုက်နှစ်သက်မှယူသုံးနော်ဘာဖြစ်လို့လဲဆိုတော့မနှက်ဖြန်မှာနှလုံးသလုံးလည်းအားကောင်းလို့ဇုံလဲကြားနိုင်တယ်ဗျာနော်9-5ဆိုပြီးတော့လည်းဇုံကြားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကမနက်တစ်လုံးညနေတစ်လုံးကြားလိုက်မယ်လို့ပဲကျွန်တော်ထင်တယ်နော်ဒါပေမဲ့ကိုအကူမတွေကိုကျွန်တော်မိန်ကွက်ကလေးတွေလည်းရွေးပေးထားတာရှိတယ်နော်ကိုကူမတွေကမနှက်ဖြန်မှာ9နဲ့ပတ်သက်လာရင်90 95 96 9နော်မနှက်ဖြန်မှာ90 9နဲ့ပတ်သက်လာရင်90 95 96 9စားတူလေးအားထုတ်တာနော်9နဲ့ပတ်သက်လာရင်50 56 5 9နဲ့ပတ်သက်လာရင်လည်း4ခွက်ပေါ့ဗျာနော်9နဲ့ပတ်သက်လာရင်လည်း4ခွက်နော်95ကတော့တကွက်ကောင်းအထူးရှယ်ပေါ့နော်ဒါကတော့ကျွန်တော်95ကတော့အထူးရှယ်ပေါ့ဒါနေကုန်လုံးကအားကောင်းတယ်ဒါပေမဲ့မနက်ပိုင်းမှာ9ကြသည်ဖြစ်သည်9ကြသည်ဖြစ်သည်ညနေကိုတစ်လုံးဆက်လိုက်မယ်မနက်ပိုင်းမှာ9ကြသွားရင်ကိုယ့်အကူမကြီးညနေပိုင်းကို9ကိုထပ်လိုက်မယ်နော်မနက်ပိုင်းမှာ9ကြသွားလို့ရှိရင်ညနေပိုင်းကို9ကိုထပ်လိုက်မယ်လုံးဝနှလုံးသလုံးအဆင်ပြေနိုင်တယ်နော်ဇုံမနက်ပိုင်းရောညနေပိုင်းရောမှာ9ရော9ရောကြမလာဘူးဆိုရင်ညနေကျရင်95တကွက်ကောင်းအထူးရှယ်ပဲနော်ကိုယ့်အကူမကြီး95ကျွန်တော်ပြောတဲ့အတိုင်းလေးကိုတင်ထိုးညနေစေးကိုနော်မနက်ပိုင်းနဲ့မှာ9ရော9ရောကြမလာရင်ကိုယ့်အကူမကြီးညနေပိုင်းကို95ဆိုပြီးတော့ဒက်တင်ထိုးနော်9တောင်အားစရာမလိုဘူး95ဒက်တင်ထိုးတစ်ခွက်တည်းဒါကတော့ညနေစီအတွက်အထူးရှယ်ပေါ့ဗျာနော်အကုန်လုံးကိုတော့ကိုယ့်ကိုယ်မတွေစံနာရှိသလောက်ထိုး
ထိုးကြီးအစဉ်ပြေုံလောက်ထိုးပေါ်ဗျာနော်ဘာဖြစ်လို့ကျွန်တော်ကမိန်ကွက်ကလေးတွေတလုံးကြီးကြမှာဆိုလို့မနက်ပိုင်းနဲ့မှာဆိုရင်တော့90 95 96 9ခွန်စားတူအားတူညနေပိုင်းမှာဆိုရင်တော့50 56 5ခွန်စားတူအားတူနော်မနက်ပိုင်းနဲ့မှာကိုရောငါရောဆင်းမလာဘူးဆိုရင်ကိုမကြီးညနေဈေးကို9တကွက်ကောင်းအထူးရှင်နော်မနက်ပိုင်းနဲ့မှာ9ကြသွားရင်ကိုမကြီးညနေဈေးကို9ကိုထပ်လိုက်မယ်နော်မနက်ပိုင်းနဲ့မှာ9ကြရင်ညနေဈေးကို9ကိုထပ်လိုက်မယ်နော်ဒါလားဆိုရင်အဆင်ပြေမှာပါဒါပါပဲနော်ကိုမကြီးလုံးဝမနက်ဖြန်မှာထိထိမိမိထိုးရမယ်ထိထိမိမိပေါက်ကမယ်နော်ကိုလင်းကိုယုံကြည်လို့လိုက်ဆော့တဲ့ကိုမများတိုင်းလုံးဝအဆင်ပြေစေရမယ်ဗျာနော်မနက်ဖြန်ကိုမကြီးလုံးဝဒိုင်းမှာငွေထုတ်ရမယ်ကိုယ့်အိတ်ထဲကိုငွေတွေရောက်လာစေရမယ်နော်ကိုလင်းကိုယုံကြည်နဲ့လိုက်ဆော့လုံးဝအဆင်ပြေစေရမယ်ဒါကြောင့်မလို့ကိုလင်းကိုအများထန်အားပေးတယ်ကြိုက်နှစ်သက်တယ်ယုံကြည်ပါတယ်ဆိုတဲ့အကူမများတိုင်းကောမန့်မှာတစ်ခုခုရေးသွားနော်လိုက်လက်မလေးနှိပ်သွားပေါ့ဗျာနော်ကိုမကြီးအားပေးတော့ကျွန်တော်လည်းကြိုးစားကြိုးနှက်တာပေါ့နော်ကျွန်တော်တို့ကရေရှည်လက်တွဲရမယ့်လူတွေပဲမဟုတ်လားအမှားမှန်လက်သင့်ခံရမယ်နော်ကိုမကြီးကဲဒီလောက်ပါပဲအားလုံးပဲနော်ကိုလင်းဒီနေရာလေးရေးပဲနှုတ်ဆက်ခွင့်ပြုပါဗျာအားလုံးကိုပိုင်းပါ